ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် AI ကိုအသုံးပြုပြီးတော့ဒါမျိုးလိပ်စာကတ်တွေဒါမျိုး AI သုံးထားပြီးတော့ Facebook profile တွေပြီးပြီဆိုလို့ရှင်ဒီလိုမျိုး logo တွေပေါ့နော်အကျန်းစား logo တွေ okay ပြီးပြီဆိုလို့ရှင်ကိုကြိုက်တဲ့ဓာတ်ပုံတွေကိုကြိုက်တဲ့ design တွေကို AI ကိုသုံးပြီးတော့ဆွဲခိုင်းတာပဲဖြစ်ပါတယ် okay အဲ့ဒါကိုဘယ်လိုလုပ်ရမလဲအဲ့တော့ကျွန်တော်နဲ့အတူတူဘယ်လိုလုပ်ရလဲဆိုတာကိုလိုက်ပြီးတော့ကြည့်လိုက်ပါကျွန်တော်အလွယ်ကူဆုံးပြောမှာဖြစ်တဲ့အတွက်နည်းနည်းလေးဗီဒီယိုလေးကိုမတိမတာလေးနည်းနည်းမြန်လေးပြောပြသွားပါမယ် okay အဲ့တော့ကျွန်တော်တို့ကလိုအပ်တဲ့ application လေးကတစ်ခုပါပဲဒါကတော့ BING Bing ဆိုတဲ့ဒီ application လေးကို Play Store မှာသွားပြီးတော့ download ဆွဲလိုက်ပါ okay အဲ့ဒီ application လေးကို download ဆွဲပြီးသွားပြီဆိုလို့ရှင် application လေးတွေကိုဝင်လိုက် application လေးကိုဝင်လိုက်ပြီဆိုလို့ရှင်အခုဒီမှာအများပြထားတဲ့နေရာလိုမျိုးတွေဒီလူပုံစံလေးရှိရပေါ့နော် profile ပုံသင်္ကေတလေးအိုက်ကောင်လေးကိုတစ်ချက်ထောက်ပါဒါကတော့ကျွန်တော်တို့အကောက်ဖွင့်ရမယ့်အဆင့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Bing အကောက်ဖွင့်နေကိုရင်စပြီးတော့ပြောပြသွားမှာပဲဖြစ်တယ်အဲ့ profile ပုံလေးကိုနှိပ်လိုက်ပြီးပြီဆိုလို့ရှင်ဒီမှာ top to sign ဆိုပြီးတော့ပေါ်လာလိမ့်မယ်အိုက်ကောင်လေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒါပြီးပြီဆိုလို့ရှင်ဒီမှာ sign ဆိုပြီးတော့ထပ်ပေါ်လိမ့်မယ်အဲ့မှာကျွန်တော်တို့ကပြထားတဲ့နေရာလေးကိုပဲထပ်နှိပ်ပေးလိုက်ပြီးပြီဆိုလို့ရှင် create one ဆိုပြီးတော့ကျွန်တော်တို့ကအကောင့်တစ်ခုဖွင့်မယ်ဆိုတဲ့အကြောင်းအဲ့အပြာရောင်လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်နှိပ်ပြီးသွားပြီဆိုရှင်ဒီနေရာမှာကိုယ့်ရဲ့ Gmail ဖုန်းနံပါတ်နဲ့ကြိုက်တာနဲ့ဖွင့်လို့ရတယ်ကျွန်တော်ကတော့ Gmail နဲ့ပဲဖွင့်ထားတဲ့အတွက် get a new email address ဆိုပြီးတော့ဒီမှာစာတန်းလေးနှစ်ကြောင်းရှိတယ်တွေ့လားအဲ့စာတန်းလေးနှစ်ကြောင်းနဲ့အောက်ကစာတန်းလေးကိုနှိပ်လိုက်ပါပြီးရင် next ကိုနှိပ်လိုက်ပါ okay ဒီနေရာမှာကျွန်တော်တို့ကဒီကိုယ့်ရဲ့ဒီ Gmail password ကိုထည့်ရမယ်ပေါ့နော်အပေါ်မှာ Gmail ထည့်ရမယ်ပေါ့နော်အပေါ်မှာကိုယ့်ရဲ့ Gmail လေးထည့်ပြီးသွားပြီဆိုလို့ရှိရင် next ကိုနှိပ်လိုက်create account ပေါ့နော်အဲ့မှာ next ကိုနှိပ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကိုယ့်ရဲ့ Gmail password ထည့်လိုက်ပါကိုယ့်ရဲ့ Gmail password တော့သိဖို့လိုတယ် Gmail password ထည့်ပြီးပြီဆိုရင် next ကိုနှိပ်လိုက်ပါအပေါ်မှာကျွန်တော်တို့ကဒီနေရာမှာကျတော့ကျွန်တော်တို့ရဲ့နာမည်ကဝေဖြိုးအောင်ဆိုလို့ရှိရင်အပေါ်မှာဝေဖြိုးအောက်မှာအောင်ပေါ့နော်ဥပမာဝေဖြိုးဆိုလို့ရှိရင်အပေါ်မှာဝေအောက်မှာအောင်ဒီလိုမျိုးနာမည်ထည့်ပြီးပြီဆိုလို့ရှိရင် next ကိုနှိပ်လိုက်ပါ okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ region ပေါ့နော်ဥပမာမြန်မာဘာညာပေါ့နော်ကိုကြိုက်တဲ့ဥပမာ USA ဘာညာကိုကြိုက်တာရေးပြီးသွားပြီဆိုရင်မွေးနေ့ထက်ဒီမှာအောက်မှာပြထားတဲ့ day ပြီးလို့ရှိရင်ဥပမာရက်လခုနှစ်ပေါ့နော်အဲ့ဒါထည့်ပြီးသွားပြီဆိုလို့ရှိရင် next ကိုနှိပ်လိုက်ပါ okay အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့က email တွေကိုကုတ်ကြလိုက်မယ်ပေါ့နော် email တွေကိုကြတဲ့ကုတ်လေးကိုတစ်ချက်ဒီနေရာမှာပြန်ထည့်ပေးပါအဲ့ကျွန်တော်တို့ email တွေကိုကုတ်သွားယူမယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ verify email ပေါ့နော်အဲ့နေရာမှာကျွန်တော်တို့ကကုတ်လေးကိုထည့်မယ်ဒီနေရာမှာပေါ့နော် under ကုတ်ဆိုတဲ့နေရာမှာကုတ်လေးကို copy ယူထည့်ရင်ထည့်တာမှမဟုတ်လွတ်ကျက်ပြီးတော့လာထည့်ရင်ထည့်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဟိုမှာအမှန်ကျင်လေးပေးပြီးတော့ next ကိုနှိပ်လိုက်ပါ next ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါမျိုးထပ်ပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့မှာကျွန်တော်တို့ robot ဆိုတာနေရာလေးမှာကျွန်တော်တို့က next ကိုထပ်ပြီးတော့နှိပ်ပါ next ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူကလက်ညှိုးတင်ကြတာလေးဒါမျိုးလေးပြထားရပေါ့နော်အဲ့ပြထားတာလေးကိုကျွန်တော်တို့ကဒီမှာသူပုံတပုံပေးထားတယ်ပေါ့နော်ဒီနေရာမှာသူကတခြားပုံလည်းဖြစ်ရှင်ဖြစ်မယ်ခွေးပုံနွားပုံကြိုက်တဲ့ပုံဖြစ်ရှင်ဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကဒီအဲ့ပုံလေးရဲ့အောက်မှာမြားလေးနှစ်ခုရှိတယ်အဲ့မြားလေးကိုသူလက်ညှိုးပြထားတဲ့ဘက်ကိုရွှေ့ပေးရမှာဖြစ်တယ်ပေါ့နော်ဥပမာဒီဟာဆိုလို့ရှိရင်ခေါင်းကဒီဘက်ကိုဖြစ်နေပြောင်းပြန်ဖြစ်နေမြားလေးကိုထောက်ပြီးတောက်ဆိုဟိုဘက်ကိုလူပြန်လှည့်ပေးလိုက်ပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်ရပါပြီပြီးအဲ့လိုလုပ်ပြီးသွားပြီဆိုလို့ရှိရင် submit ကိုနှိပ်ပေးလိုက်ပေါ့နော် submit ကိုနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်သူကအကောက်ပွင့်သွားပြီအကောက်ပွင့်ပြီဆိုလို့ရှိရင်ဒါမျိုးလေးပေါ်ပြီ verification ပေါ့နော်အဲ့မှာ verification complete ဆိုပြီးပေါ်လာပြီးအမှန်ကျင်လေးနဲ့ဒါဆိုရင်ရသွားပြီဆိုတော့အကောက်ပွင့်မပွင့်ရဘယ်လိုကြည့်မလဲဟိုအောက်မှာလှမ်းကြည့်လိုက်ဒီအောက်ဘာတန်းလေးမှာဒါမျိုးလေးပေါ်လာလိမ့်မယ်အဲ့မှာ app ဆိုပြီးပေါ်လာလိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အကောက်ဖွင့်တာပြီးသွားပြီ okay အဲ့ဒီတော့အကောက်ဖွင့်တာပြီးပြီဆိုတော့ကျွန်တော်တို့ကအကောက်ဖွင့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ပုံနေစာတွေဘယ်လိုလုပ်မလဲကျွန်တော်ဓာတ်ပုံလေးနဲ့အရင်ရှင်းပြပေးမယ်ပေါ့နော်အဲ့ဒီ app ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်ပြီးပြီဆိုလို့ရှိရင်ဓာတ်ပုံလေးစပြီးဖန်တီးမှဖြစ်တဲ့အတွက် create အဲ့မှာ image creator ဆိုတာလေးကိုတစ်ချက်ထောက်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကိုကြိုက်တဲ့စာတွေထည့်ကိုကြိုက်တဲ့စာထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစာတစ်ခုရေးလိုက်ပေါ့နော်ရေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က create စာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူကအလုံးလုံးပေးနေလိမ့်မယ်ဒါမျိုးပုံလေးရလိမ့်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်လည်းဒီဗီဒီယိုလေးကိုလိုက်ပြီးတော့ကြည့်ပြီးတော့ကျွန်တော်နမူနာပုံလေးတစ်ပုံကိုလုပ်ပြပေးသွားမယ်ပြီးပြီဆိုလို့ရှိရင် AI နဲ့စကားတွေဘယ်လိုပြောမလဲပေါ့နော် okay sorry အဲ့ကြော AI နဲ့စကားပြောတဲ့ဟာတွေပါကျွန်တော်ဒီဗီဒီယိုလေးမှာထည့်ပြီးတော့ပြောပေးသွားမယ်အဲ့တော့ထပ်ပြီးတော့ကြည့်လိုက်ပါအဲ့တော့ကျွန်တော်တို့က Bing ဆိုတဲ့ application လေးတွေကိုဝင်လိုက်မယ်ကျွန်တော်ဓာတ်ပုံလုပ်ထားလေးကိုအရင်ပြန်ပြပေးမယ်ပေါ့နော် okay အဲ့ဒီ Bing ဆိုတဲ့ application လေးကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာဒါမျိုးလေးထပ်ပြီးတော့ပေါ်လာပါလိမ့်မယ် okay ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ app ဆိုတဲ့အချမ်းလေးရှိရပါတော့အောက်ဘာတန်းလေးမှာပေါ့နော်အဲ့ app ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ပါ app ဆိုတာလေးကိုထောက်ပြီးသွားပြီဆိုရင် image creator ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ပါအစွမ်းကကျွန်တော်ဓာတ်ပုံထဲမှာတစ်ခါရှင်းပြပြီးသားပေါ့နော်ဒါဗီဒီယိုနဲ့ထပ်ရှင်းပြပေးတာအဲ့ကောင်လေးကိုထောက်လိုက်ပြီဆိုလို့ရှိရင်ဒီအကွက်လေးထဲမှာကိုရေးကျင်တဲ့အကြောင်းအရာတွေကိုရေးပေါ့နော် okay အဲ့ဒီတော့ကျွန်တော်အကြောင်းအရာတစ်ခုကိုရေးမယ်အကြောင်းအရာတစ်ခုရေးမယ်ဆိုတော့ကျွန်တော်အစွမ်းကပြထားတဲ့ Facebook ဟာလုပ်တဲ့ဟာလေးကိုပေါ့နော် okay ကျွန်တော်ရေးပြီးသားရှိရတဲ့အတွက်ကျွန်တော်ဒီမှာ
ဒီဟာစာလေးကိုပေါ့နော် copy ထည့်လိုက်မယ်ဒါသူများရေးထားတာကိုကျွန်တော်လည်း copy ပြန်ယူထားတာဖြစ်တယ်ပေါ့နော်အစောနာပုံတွေကလည်းကျွန်တော် copy ယူသူများပုံတွေကိုပြန်ယူပြီးတော့သုံးပေးထားခြင်းပဲပြန်ဖြစ်တယ်ပေါ့နော် okay အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးစာတွေထည့်ပြီးဆို create ကိုနှိပ်လိုက်ပေါ့နော် create ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူ့ကိုယ်သူအလုပ်လုပ်ပေးသွားမှာကိုကဘာမှလုပ်ဆရာမလိုထိုင်ကြည့်နေုံပဲအဲ့ဒီအတွက်ကြာချိန်ကလည်း10မိနစ်တောင်မကြာဘူးပေါ့နော်ကျန်းစာပုံတွေရဖို့တော့ဗောနော်ဒီနေရာမှာကျွန်တော်ပြောချင်တာစာကိုကြိုက်တဲ့အကြောင်းအရာတွေကိုယ့်ဘာသာကိုညံရှိသလိုရေးလို့ရတယ်ဥပမာဘလူးတွေဘာတွေပေါ့နော်ကိုကြိုက်တာတွေရေးလိုက်လို့ရှိရင်သူ့ကိုယ်သူလုပ်ပေးသွားမှာပေါ့နော်โอเคအဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင်စောနာကျွန်တော်ရေးလိုက်တဲ့စာနဲ့ပတ်သက်တဲ့ပုံလေးတွေကဒီမှာကြာလာပြီပေါ့နော်ကျွန်တော်ဝေကြီးဆိုတဲ့နာမည်ထည့်လိုက်တဲ့အတွက်ဒီမှာဝေကြီးဆိုပြီးတော့အဲ့လိုကောက်မှလေးပုံလေးနဲ့ profile လေးတွေဒါမျိုးလေးတွေကြာလာပြီပေါ့နော်ဒါကတော့ကျွန်တော်ဒီဓာတ်ပုံကိုလောက်တာပေါ့နော်โอเคအဲ့ကျွန်တော်တို့ကအဲ့ဓာတ်ပုံကိုဘယ်လိုစေ့မလဲဆိုတော့ဒီမှာဓာတ်ပုံလေးကိုထောက်ကြည့်လိုက်ထောက်ကြည့်ပြီးဆိုလို့ရှိရင်ဒီနေရာမှာဒီမြားဒီ share ဒီမှာ1430ရှိရတွေ့လားအဲ့ဒီ1430ကိုလက်လေးနဲ့တစ်ချက်ထောက်ပေးလိုက်အဲ့ဒီ1430ကိုထောက်လိုက်ပြီဆိုလို့ရှိရင် download ဆိုပြီးပေါ်လာလိမ့်မယ် download ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဓာတ်ပုံကိုစေ့တာရသွားပြီကိုယ့်ရဲ့ဖုန်းကလေးပဲကိုရောက်ပြီပေါ့နော်โอเคတခြားပုံတွေစေ့ခြင်းလဲအဲ့ဒီနေ့တိုင်းပဲစေ့သွားမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်โอเคအဲ့ဒါပြီးပြီဆိုတော့ကျွန်တော် AI ကိုပြောချင်တဲ့စကားတွေကိုသိချင်တဲ့အကြောင်းအရာတွေကိုမေးတာကိုထပ်ပြီးတော့ပြပေးသွားမယ်โอเคအဲ့ဒီတော့ကျွန်တော်တို့အဲ့လိုမေးဖို့အတွက်ဆိုလို့ရှိရင်ဒီမှာအလဲကောင်မှာတွေ့လား COPILOT ဆိုပြီးတော့ဒီအလဲကောင်မှာအပြဒီဟွာလေးနဲ့ရှိတယ်ပေါ့နော်ကျွန်တော်အခုပြထားတဲ့နေရာလေးပေါ့နော်โอเคအဲ့ကောင်လေးအဲ့ကိုထောက်လိုက်ထောက်ပြီးသွားပြီဆိုလို့ရှိရင်ကိုမေးချင်တဲ့အကြောင်းအရာကိုပြောချင်တဲ့အကြောင်းအရာတွေကိုဒီမှာကျွန်တော်တို့မေးလို့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒူယူနော်ဝေဖြိုးအောင်ဒီဇိုင်းပေါ့နော်ကျွန်တော်နာမည်ကိုသိလားဆိုပြီးကျွန်တော်တစ်ချက်စမ်းပြီးတော့မေးကြည့်လိုက်မယ်โอเคအဲ့လိုမေးပြီးတော့ကျွန်တော်စာပို့လိုက်မယ်ပေါ့နော်အဲ့ဒီမှာတော့အင်္ဂလိပ်လိုလေးမေးပေါ့နော်ကျွန်တော်မြန်မာလိုရမရတော့ကျွန်တော်စမ်းကြည့်ရသေးပေါ့နော်โอเคအဲ့တော့ကျွန်တော်အင်္ဂလိပ်လိုမေးလိုက်တယ်မေးလိုက်ပြီဆိုရင်သူကဒီလိုမျိုးသူ့ကိုယ်သူအလုပ်လုပ်ပေးနေချာပေးနေပေါ့နော်ကျွန်တော်ဝေဖြိုးအောင်ဒီဇိုင်းကိုသိလားဆိုပြီးတော့မေးလိုက်တယ်အဲ့မဲ့ကျွန်တော်နာမည်မေးရတဲ့အချိန်မှာ yes I do ဒီမှာပေါ့နော်ဝေဖြိုးအောင်အားတဲ့ popular TikTok user ပေါ့နော်which over 37.3 million ပေါ့နော် like ပေါ့နော် like ကကျွန်တော်ရဲ့ like က39 million ရှိရကျွန်တော်ရဲ့ follower ကကျွန်တော်2.3 million ရှိရပေါ့နော်ကျွန်တော်ရဲ့ TikTok မှာပေါ့နော်ဒါတွေအကုန်လုံးကိုသူတို့ကသိရပေါ့နော်အဲ့ဒါတွေမဲလားဆိုတော့မဟုတ်ဘူးကျွန်တော်လမ်းမို့တစ်ချက်ထောက်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာသူကတခါလေကျွန်တော်ရဲ့ TikTok account လေး Facebook account link မျိုးပါတခါလေသူကထည့်ပေးထားရပေါ့နော်ထောက်ကြည့်လိုက်တာနဲ့ကျွန်တော်ရဲ့ Facebook account လေးကျွန်တော်ရဲ့ TikTok account လေးတန်းရောက်သွားမှာပေါ့နော်โอเคဒါကတော့ကျွန်တော်တို့ဒီ AI ကိုမေးတဲ့နည်းပေါ့နော်โอเคဗီဒီယိုရှင်းမှာဆိုလို့ကျွန်တော်နည်းနည်းမြန်မြန်လေးလည်းပြောပေးထားတယ်ပေါ့နော်နားမလည်ဘူးဆိုလို့ရှိရင်ထပ်ခါပြန်ကြည့်ပေးပေါ့နော်ဗီဒီယိုကကျွန်တော်ရဲ့လူတွေကကျွန်တော်ရဲ့ဒီညီကိုမောင်နှမတွေကဗီဒီယိုရမ်းရှည်လို့ရှိရင်လည်းစိတ်ဝင်စားဘူးကြော်ကြည့်ရတယ်ပေါ့နော်ပြင်းတယ်ပြီးပြီဆိုလို့ရှိရင်ဗီဒီယိုမြန်ပြောလိုက်လို့တိုးသွားလို့ရှိရင်လည်းနားမလည်ဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်မတိုးမရှည်လေးလုပ်ပေးတာပဲဖြစ်ပါတယ်โอเคပါမရှင်းတာရှိရင်မေးကြလို့ရပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့အားလုံးပဲ bye bye